လူပြိုကြီးအပြိုကြီးများတည်ဆုံးတဲ့အခါငပြောတုံးထည့်ပေးခြင်းအရင်တုန်းကမြန်မာယူအစတစ်ခုမှာလူပြိုကြီးအပြိုကြီးတွေတည်ဆုံးပြီဆိုရင်ငပြောတုံးထည့်ပြီးတော့မှမြုပ်နှံပေးတဲ့ဓလေ့ရှိပါတယ်အယူအစအနေနဲ့ပဲကြည့်မယ်ဆိုရင်ငပြောတုံးကပဲတည်တဲ့လူအတွက်အဖို့အဖြစ်နဲ့ရှိနေတယ်လို့ဒီဘဝကအိမ်ထောင်မကြပဲတည်သွားရလို့နောက်ဘဝအတွက်အိမ်ထောင်ကြအောင်လက်ရိုက်တက်စင်သဘောနဲ့ရရချီတာလို့ဒီလိုပဲထင်မြင်နေကြတာပါလူပြိုကြီးအပြိုကြီးတွေတည်ဆုံးတဲ့အခါငပြောတုံးထည့်ပေးရပါတယ်တချို့ကတော့လက်ပံတုံးကိုထည့်ပေးရတယ်လို့ဆိုပါတယ်အယူအဆတစ်ခုမှာဆိုရင်ငပြောတုံးလက်ပံတုံးတို့မြည်သည့်အနှစ်အသားမရှိထုံနီးလူစွာပင်လူဘဝနေရသည့်အခိုက်အတန့်တွင်ကိုယ်ပွားမျိုးနွယ်ဆက်မရှိမထားနိုင်သူတို့သည်အနှစ်အသားမရှိဟုတစ်ပင်များသည့်အစိမ့်မှပွား၍ကိုစားအပင်ခြံပေးတတ်ကြ၏ထိုကဲ့သို့ဖော်ပြထားပါတယ်ဒီတကူဆရာတော်ဖရာကြီးရဲ့ဘဝတန်ဖိုးတရားတော်မှာအနိစ္စအချက်မပြတ်နှိမ့်ဆက်တဲ့ခန္ဓာဒုက္ခအချက်မပြတ်နှိမ့်ဆက်တဲ့ခန္ဓာအနတ္တအချက်ဖြင့်မပြတ်နှိမ့်ဆက်နေတဲ့ခန္ဓာဘာများအနှစ်သာရရှိသေးလဲမကြခင်ပြည့်ရတော့မယ်ငပြောတုံးကိုအခွန်တွေခွာလိုက်တိုင်းမှာအပေါ်ကတစ်ဖက်ခွာလိုက်လဲအခွန်ပါပဲနောက်တစ်ဖက်ခွာလိုက်လဲအခွန်ပါပဲခွာရင်နဲ့အခွန်ကြီးပဲထွက်လာတယ်ဒီခန္ဓာကိုယ်ကြီးဟာငပြောတုံးနဲ့မချဘူးဆိုပြီးတရားတော်ဘောနဲ့ဖော်ပြထားတာပဲဖြစ်ပါတယ်အဲ့တော့ဒီရဲ့အယူအဆမှာဆိုရင်ဒီခန္ဓာကိုယ်ကြီးဟာငပြောတုံးနဲ့မချပါဘူးခွာရှင်တိုင်းခွာအခွန်ကြီးပဲထွက်တယ်မကြခင်တုတ်တံမှာပြည့်ရတော့မယ်ဘာများအနှစ်ရှိလို့လဲဒီခန္ဓာအနှစ်ရှိတယ်ထင်ပြီးတော့မုံမှန်ပြင်စင်နေရင်အကာကိုတွေ့တာမတ်မောနေကြတာပဲဖြစ်တယ်ဆိုပြီးတော့မှတရားတော်ဘောနဲ့ဖွင့်ဆိုထားတာပဲဖြစ်ပါတယ်ဒါကတော့ရှေးတုန်းကမြန်မာတွေရဲ့အယူအဆတစ်ခုပါမိမိတို့အနေနဲ့နားလေတယ်လို့ကိုယ့်ရဲ့အယူအဆပေါ်မှာမူတည်ပြီးတော့မှချင့်ချိန်သုံးသပ်လို့ရပါတယ်